အားလုံးပဲမင်္ဂလာပါခင်ဗျာစိတ်ဆက်ကြဘာမီ fan နဲ့ channel မှာကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့စာရေးသူရိန်နမာရဲ့အင်ကြီးမာယာနဲ့ဖြစ်ရဆန်းများဆိုသောဝိတ္ထုဇာတ်လမ်းမှာအင်ကြီးမာယာဆိုသောဝိတ္ထုဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာမို့နားဆင်ခံစားအားပေးကြပါအောင်ဆိုလားခင်ဗျာအင်ကြီးမာယာအမှားစားပြီးခဲ့သည့်1995ခုနှစ်ဇန်နဝါရီလထုတ်မဂ္ဂဇင်းမှာအင်္ဂလန်နိုင်ငံက16တဲ့အင်ဂီယာကြီးအကြောင်းဖတ်ရှုလိုက်ရတော့မြန်မာနိုင်ငံမှာလည်းဒီလိုအဖြစ်မျိုးတွေရှိခဲ့တာကိုတင်ပြလို့စိတ်ပေါ်လာပါတယ်။ဒါနဲ့ကျွန်တော်ရဲ့ဂါနာယီမှတ်တမ်းစာအုပ်ကိုပြန်လှန်ဖတ်မိပါတယ်။1960ပြည့်နှစ်ကပြည်မြို့ရွှေစံတော်စီရီရှိပထမန်ဘိုးဘိုးအောင်ကြောက်ရွံ့ရှိသောတစောင်းအတွင်းမှာပရိစိတ်အဋိဌံဝင်စဉ်ကအမှတ်မထင်တွေ့ရှိခဲ့ရပြီးဇာတ်ကြောင်းဆောင်ခင်းပြတဲ့ပြည်မြို့ကကန်ထရိုက်တာဦးကျော်တောင်းရဲ့ပြောပြချက်ကိုဂါနာယီမှတ်တမ်းတွင်မှတ်တမ်းတင်ထားသည်ကိုဖော်ပြထားခြင်းဖြစ်ပါသည်ထူးခြားစံကျင်အံ့ဖွယ်ကောင်းတဲ့မြမကမ္မယသိပ္ပံဝိဇ္ဇာဒရလောကီပညာရပ်တွေနဲ့ဆက်နွယ်နေတဲ့ဖြစ်ရဆန်းတွေကိုရေးသားတင်ပြနေတဲ့သူဖြစ်တော့ဆရာကိုကျွန်တော်တွေ့ကြုံခဲ့ရပြီးဘလို့မှဝေခွဲလို့မရတဲ့ပြဿနာတစ်ခုကိုတင်ပြပါရစေဆရာသေးသေးချာချာနားထောင်ပြီးဝေခွဲဆုံးဖြတ်ပေးပါကျွန်တော်ဟာကန်ထရိုက်တာတယောက်ပါပြည်မြို့မှာမြေကွက်လက်တစ်ခုကိုဈေးပေါ်ပေါ်နဲ့ရလိုက်တာနဲ့ခင်မီနဲ့ထပ်တိုက်တဲ့တလုံးစောက်လုပ်ပြီးကျွန်တော်ငှားစားပါတယ်ကျွန်တော်ကိုယ်တိုင်ဦးစီးစောက်လုပ်တဲ့နှစ်ထပ်တိုက်တဲ့မှာအစိုးရအရာရှိကြီးလင်မယားနဲ့12နှစ်အရွယ်ကလေးငယ်တယောက်နေထိုင်ကြပါတယ်ကျွန်တော်ကတော့သဘောငွေလည်းကောင်းကောင်းရတယ်လေလာကလည်းမြဲမြဲလေးစားရပါတယ်ကျွန်တော်အတွက်တော့စီးပွားရေးအတွက်ရင်အမျက်တောင်ထွက်နေပါသေးတယ်ဒီနှစ်ထပ်တိုက်တဲ့ဟာကျွန်တော်ကိုအကျိုးပေးတယ်လို့ဆိုရမှာပေါ့ဖြစ်ပုံကဒီနှစ်ထပ်တိုက်တဲ့ကိုငှားရမ်းပြီးအိမ်ငှားလင်မယားဟာဘုံကြီး၅ပါးဆွန်ပင်ကျွေးအိမ်တက်မင်္ဂလာကျင်းပကတက်ရောက်ပြီးနေကြတယ်နှစ်ပတ်လည်လောက်အကြာမှာအိမ်ငှားအရာရှိကြီးကမျက်စိပြမျက်နှာပြနဲ့ကျွန်တော်စီကိုရောက်ရှိလာပါတယ်ကျွန်တော်ကအကြောင်းအကျိုးကိုမေးမြန်းကြည့်တော့နောက်ဖေးရေချိုးကန်းကရေပုံးပိုင်းဟာဘယ်သူမှမဖွင့်မင်းနဲ့သူ့လိုလိုပွင့်သွားပြီးတော့ရေတွေထွက်ကြနေတယ်တဲ့ဒါနဲ့သူတို့လင်မယားဟာရေပုံးပိုင်းနားကိုသွားကြည့်တော့ရေပုံးပိုင်းဟာအလိုလိုပြုတ်ကျသွားပြီးရေတွေပိုက်ကထွက်ချန်နေတယ်တဲ့တိုက်တစ်တာဆိုတဲ့ကျွန်တော်ဟာပစ္စည်းဟောင်းတွေစေးသုံးပြီးအသုံးပြုထားတယ်လို့အပြစ်တင်ကြတယ်ကျွန်တော်ကလည်းမဟုတ်တဲ့အကြောင်းပြည်မြို့မှာနာမည်ရတဲ့ကန်ထရိုက်တာတအုပ်ဖြစ်တဲ့အကြောင်းကျွန်တော်ဟာတိတ်ခါနဲ့လူလုတဲ့အကြောင်းဒီနှစ်ထပ်တိုက်တဲ့ဟာငကိုကလေးကကျွန်တော်ကိုယ်တိုင်နေဖို့စောက်လုပ်ထားတဲ့အကြောင်းပစ္စည်းတွေဟာပထမတန်းစားကောင်းစားတွေနဲ့အားလုံးအသစ်ဆက်ဆက်တူတာဝယ်ယူတက်ဆင်ထားကြောင်းငွေလိုအပ်လို့သာအိမ်ကိုအနှစ်ချုပ်ဖြင့်ငှားရမ်းထားခြင်းဖြစ်ကြောင်းကိုအိမ်ငှားအရာရှိကြီးကျေနပ်အောင်ပြန်ပြီးပြောကြားခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်စောက်လုပ်ထားတဲ့တိုက်မှာအခုလိုပြဿနာတွေဖြစ်တော့ကျွန်တော်မှတာဝန်ရှိတယ်မို့လားဒီတော့ကျွန်တော်တပည့်ပိုက်ဆက်ပလာမာလုတ်သမားတွေအများဆုံးခေါ်ပြီးအိမ်ငှားအရာရှိကြီးနဲ့အတူလိုက်သွားကရေပုံပိုင်းခေါင်းပြုတ်ကြတယ်ဆိုတဲ့ရေချိုးကန်းကိုကျွန်တော်ကိုယ်တိုင်လိုက်သွားပြီးကြည့်ခဲ့ပါတယ်ဟိုရောက်တော့ရေချိုးကန်းကရေပုံပိုင်းခေါင်းဟာသူ့အလိုလိုပြန်ဆက်လို့နေတာကိုအံ့ဩဖွယ်ပြင်တွေ့လိုက်ရပါတယ်ဘာမှချိုးရင်းချက်မှမတွေ့ရပါဘူးအိမ်ငှားအရာရှိကြီးဟာမဟုတ်ဘဲနဲ့တော့ကျွန်တော်စီကိုတကူးတကအလုတ်ပြက်ခံပြီးလာတွေ့မှာမဟုတ်ဘူးကျွန်တော်ရောက်ရှိသွားချိန်မှာသူပြောတဲ့ရေပုံပိုင်းခေါင်းဟာအကောင်းပကတိပြန်တွေ့တော့ဗဆက်အဟောင်းသားဖြစ်နေပြီးဘာစကားတခွန်းမှမပြောနိုင်တော့ဘူးအေးနောက်3ရက်လောက်ကြာတော့ပြဿနာတစ်ရက်ကြုံရပြန်ပါလေအင်္ဂါအရာရှိကြီးကကျွန်တော်အိမ်ကိုရောက်ရှိလာပြီးတိုက်တင်မှာဘယ်သူမှမီးမဖွင့်မဲနဲ့ဓမီကအလိုလိုပွင့်လာတတ်ကြောင်းသူတို့ဖွင့်ထားတဲ့မီးတွေလည်းဘယ်သူမှမပိတ်ပဲအလိုလိုပိတ်သွားကြောင်းကိုပြန်ပြောပြပါလေပြီးတော့တိုက်တင်မှာတက်ဆင်ထားတဲ့ပန်ကားနဲ့ဇပွဲတင်ပန်ကားဟာလည်းဘယ်သူမှမဖွင့်မဲနဲ့အလိုလိုပွင့်လာတတ်ပြီးအရှိန်ပြင်းစွာနဲ့လဲနေတယ်တဲ့ဒီပန်ကားဟာဘယ်သူမှမဖွင့်မဲအလိုလိုလဲနေတယ်လို့ပြောလိုက်တဲ့အခါမှာလဲနေတဲ့ပန်ကားဟာတစုံတစ်ယောက်ကလဲနေတဲ့ပန်ကားရွက်ကိုလက်နဲ့ကိုင်းပြီးရက်တန့်လိုက်တယ်ရက်တန့်သွားတာကိုမြင်တွေ့ရတယ်တဲ့ဒါဒီမကပါအင်္ဂါရရှိကြီးကဆက်ပြောပါတယ်ထမင်းစားကန်းတွေကလက်စည်းတဲ့ကျွေးစလုံးကတက်ဆင်ထားတဲ့ရေပုံပိုင်းကောင်းကရေတစ်စက်တစ်စက်ကျနေတဲ့အတန်ကိုကြားတာနဲ့မီးဖွင့်ကြည့်လိုက်တဲ့အခါမှာရေတန်ကြီးနဲ့ဆက်သွဲထားတဲ့ရေပုံပိုင်းကောင်းကရေတစ်စက်တစ်စက်ကျနေတာမဟုတ်ပဲတရိတ်ဆန်သွေးလားလူသွေးလားတော့မပြောတာသွေးတွေတစ်စက်ပြီးတစ်စက်ကျဆင်းနေတာကိုသူ့မျက်စိနဲ့တက်အံ့မြင်တွေ့ရတယ်တဲ့ဒီအချိန်မှာထမင်းစားကန်းကမီးပွင့်ဟာအလိုလိုငိမ့်သွားတယ်တဲ့မောင်ကြီးထဲမှာဆိုတော့သူလည်းလန့်ဖြန့်သွားပြီးနောက်ကိုလှည့်ကြည့်လိုက်တော့ထမင်းစားစပွဲကလေးတိုင်းပေါ်မှာအဝတ်ဖြူဝေးယုံရှည်ကြီးတွေကိုဝစ်ဆင်ထားတဲ့လူကြီးတွေဟာ
ထိုင်ပြီးသူ့ကိုစားတော်မလို့ဝါတော်မလို့စိတ်စိတ်ကြည့်နေတာကိုမြင်တွေ့ရတယ်တဲ့သူကကြောက်အားလန့်အားနဲ့ထမင်းစားကန်းတွေကအမြန်ပြေးပြီးထွက်လာခဲ့ပါတယ်ဒီအကြောင်းကိုသူကိုယ်တိုင်မျက်ဝန်းထင်ထင်မြင်တွေ့ပြီးကြုံတွေ့ခဲ့ရပေမဲ့သူမိမနဲ့ကလေးတွေကိုတော့ကြောက်လန့်မှဆိုရင်ပြန်မပြောခဲ့ဘူးတဲ့ကျွန်တော်ကသာတိထားဖို့လာပြောတာတဲ့ကျွန်တော်တော့အတော်လေးကိုစဉ်းစားရကြသွားပါတယ်ကျွန်တော်ကန်ထရိုက်တာလုပ်ပြီးဥဆောင်ဆောက်လုပ်ခဲ့တဲ့တိုက်ပေါင်းဟာ10လုံးကျော်ပါပြီတခါဘူးမှအခုပြောတဲ့အဖြစ်မျိုးတွေမကြုံတွေ့ခဲ့ရသေးပါဘူးအခုပြောပြလို့သိရှိရတဲ့ကိစ္စဟာအတော့ကိုထူးဆန်းအံ့ဩဖွယ်ဖြစ်နေပါလေဘာကြောင့်အခုလိုဖြစ်ပြနေရတယ်ဆိုတာကိုလည်းစဉ်းစားလို့ကိုမရနိုင်ပါဘူးကျွန်တော်လည်းကြံရမရတာနဲ့အင်္ဂါရာရှိကြီးကိုရဟန်းတန်ဃာတွေတွေ့ဖိတ်ပြီးအိမ်တက်မင်္ဂလာဆွန့်ပင့်ကျွေးပြီးပြီလားလို့မေးကြည့်တော့အိမ်တက်မင်္ဂလာဆွန့်ကျွေးပြီးတဲ့အပြင်ရဟန်းတန်ဃာ၅ပါးကိုတိုက်တက်မှာသရာဆွမ်းပင့်ကျွေးပြီးပရိရွတ်ဖတ်တာ2ကြိမ်ရှိသွားပြီလို့ပြောပါတယ်ကျွန်တော်လည်းဘလို့မှကိုစဉ်းစားလို့မရနိုင်တော့နောက်2ရက်လောက်ကြာတော့အင်္ဂါရာရှိကြီးကကျွန်တော်စီကိုရောက်လာပြန်တယ်ဒီတစ်ခါမှာတော့ပြဿနာကတော့တစ်မျိုးဗျအိပ်ပျော်နေစမှာအေရှိဧကန်းကပန်းအိုးတွေကွဲရှာတဲ့အတန်ရှားနေရတယ်ပန်းအိုးကြကွဲတယ်ဆိုတော့ကြောင်တိုးလို့ဒါမှမဟုတ်ကြွက်တိုးလို့ဖြစ်နိုင်နေဆိုဒါနဲ့ကျွန်တော်ဟာအေရှိဧကန်းကိုမီးဖွင့်ပြီးကြည့်လိုက်တော့ဘာပန်းအိုးမှမကွဲရှာဘူးနှင်းစီပန်းနီနီရဲရဲတွေစိုက်ထားတဲ့ကြေးပန်းအိုးကြီးဟာစပွဲရဲ့အလေတက်တယ်မှာရှိနေပါတယ်ကျွန်တော်ထိုင်းနေတဲ့ပက်လက်ကလထိုင်းကိုကြည့်လိုက်တော့ဝေယုံဖြူကြီးဆင်မြန်းထားတဲ့လူကြီးတယောက်ဟာထိုင်နေတာကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတယ်တဲ့အဲ့ဒီဝေယုံဖြူကြီးကိုဝစ်ဆင်ထားတဲ့လူကြီးဟာခြေလက်အင်္ဂါတွေအစုံရှိနေပေမဲ့ဥကောင်းကလုံးဝမရှိဘူးလေပင်အလေတက်တဲ့နေရာကတစ်ဖြတ်တဲ့လွှတ်စင်နဲ့ဖြတ်ထားသလိုတိတိပပကိုပြက်လို့နေတာကိုတွေ့မြင်ရပါတယ်ဒါနဲ့ဒီလူကြီးရဲ့ဥကောင်းပိုင်းဟာဘယ်အနားမှာရှိနေမလဲဆိုတာကိုကြည့်လိုက်တော့သူ့လက်နှစ်ဖက်နဲ့သူ့ရဲ့ဥကောင်းပြက်ကြီးကိုကင်ထားတာမြင်တွေ့ရပါတယ်တဲ့ကျွန်တော်လည်းဒီဝေယုံဖြူကြီးကိုဆင်မြန်းထားတဲ့လူကြီးကိုကြည့်ပြီးရင်တွေပန်းတွေတုံးလာပြီးကြာမကြည့်နိုင်တာနဲ့ချက်ချင်းပဲမီးကိုပြန်ပိတ်ကချင်းတော်ထဲကိုပြန်ဝင်ပြီးအိတ်နေလိုက်ပါတယ်သူမိမနဲ့ကလေးတွေကအိမ်မောကြနေလို့ကသို့မဟုတ်ရင်တော့ဒုက္ခပဲလို့ပြောပါတယ်သူဒီကြောက်လန့်စရာကောင်းတဲ့မြင်ကွင်းကိုတွေ့ပြီးကလေးကမျက်လုံးထဲကမထွက်နိုင်တော့မိုးစင်စင်လေးနဲ့အထိအိတ်မပျော်တော့ဘူးလို့ပြောပြပါတယ်ကျွန်တော်အနေနဲ့အတော့ကိုစဉ်းစားရကြက်သွားပါတယ်ရောင်ရမ်းပြီးအိမ်မက်ကိုတကယ်ထင်မှတ်နေတာဖြစ်နေမလားလို့စဉ်းစားကြည့်ပါတယ်ပြီးတော့ကျွန်တော်ကိုတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်အချင်းချင်းခါဖြစ်နေလေတော့ဒီအင်္ဂါအရာရှိကြီးဟာစိတ်တစဝေဒနာရှင်ကြီးဖြစ်နေလို့လောကမှာတကယ်မဟုတ်မဖြစ်ဖဲတကယ်ဖြစ်တယ်လို့သူ့စိတ်အာရုံထဲမှာစွဲထင်မြင်တာတွေကိုအချင်းကုန်ခံပြီးကျွန်တော်ကိုလာပြောနေတာလို့တွေးတောစဉ်းစားမိပြန်ပါတယ်အဲ့ဒီအင်္ဂါအရာရှိကြီးကျွန်တော်ကိုပြောပြတဲ့စကားတွေကိုသာတစုံတစ်ယောက်ကိုပြန်ပြောပြရင်ကြားတဲ့သူတွေကအယူလို့ပြောမှသိကြပါတယ်ဘယ်သူမှလည်းယုံမှာမဟုတ်ပါဘူးအဲ့ဒီနောက်3ရက်လောက်ကြာမှအင်္ဂါရရှိကြီးဟာကျွန်တော်စီကိုဦးရဖားရနဲ့ပြေးလာကတိုက်တဲ့အောက်ထက်ကအင်္ဂလိပ်ကင်ပြီးတဲ့အင်္ဂလိပ်တွေကအလိုလိုအကွဲပြီးအုတ်ချက်တွေပေါ်လွင်နေကြောင်းကိုလာပြောပြန်ပါတယ်ကျွန်တော်ကမဟုတ်မဟတ်တူလာမပြောနဲ့တိုက်တဲ့စောက်ပြီးတာတလတောင်မကြသေးဘူးကျွန်တော်ကိုယ်တိုင်စောက်လုပ်တဲ့တိုက်တဲ့ဟာငလင်လှုပ်တာတောင်ပြိုကျမိတိုက်မျိုးမဟုတ်ဘူးဒီလောက်တောင်ခိုင်အောင်စောက်ထားတာလို့ပြောလိုက်ပါတယ်ဒီတော့အရာရှိကြီးကသူပြောတာကိုမယုံရင်အခုလိုက်ပြီးကြည့်ပါလို့ကျွန်တော်ကိုဖိတ်ခေါ်ပါတယ်ဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေတိုက်ရှင်အင်ရှင်ကန်ထရိုက်တာတယောက်အနေနဲ့အင်္ဂါကခေါ်တာကိုလိုက်လံကြည့်ဖို့ဝတ္တရားရှိတဲ့အတိုင်းကျွန်တော်ကအင်္ဂါအရာရှိကြီးနဲ့အတူတိုက်တစ်ကိုလိုက်သွားပြီးကြည့်ပါတယ်ကျွန်တော်စိတ်ထဲမှာဟိုအရင်တစ်ခါတုန်းကရေပုံပိုင်းလိုပြဿနာလိုပဲနေမှာပါလို့ထင်မှတ်ပြီးမကောင်းတတ်လို့လိုက်သွားမိပါတယ်တိုက်တစ်ရောက်တော့ကျွန်တော်အထင်နဲ့အမြင်တက်ဆင်အောင်လွဲနေပါတယ်ဒီလောက်ခိုင်မာတောင့်တင်းတဲ့အင်္ဂရိတိုင်ကြီးကိုတစုံတစ်ယောက်ကလေးပင်နဲ့တန်တူလိုပစ္စည်းမျိုးနဲ့ထုရိုက်ဖျက်ဆီးရင်တောင်ဖြစ်နိုင်တဲ့အခြေအနေမျိုးမရှိနိုင်ပါဘူးအခုဟာကနှစ်အလွန်ကြာတဲ့တိုက်တာအဆောက်အုံတွေမှာဖြစ်လေဖြစ်တာရှိတဲ့တိုက်ကိုတိုက်ဆွေးတွေရဲ့အင်္ဂရိအုပ်နိုင်ရန်တွေမှာအကြောင်းကြီးပေါ်ပြီးအင်္ဂရိအဖက်လိုက်ပွာကြတဲ့ပုံစံမျိုးပါဘာကြောင့်ခုလိုဖြစ်ရလဲဆိုတာကိုကျွန်တော်တော့မတွေးတတ်အောင်ဖြစ်နေပါလေကျွန်တော်လည်းပယံဆရာတွေကိုသွားခေါ်ပြီးချက်ချင်းပဲအင်္ဂရိတွေပွာကြသွားတဲ့အုပ်တိုင်ကြီးကိုအင်္ဂရိနဲ့ပြန်ပြီးမုန်းမှလိုက်ပါတယ်အင်္ဂရိကတော့တက်အိတ်နဲ့တဝက်ကျော်ကျော်လောက်ပုံသွားခဲ့ပါကျွန်တော်ကအိမ်ငှားအရာရှိကြီးပြောတဲ့စကားကိုအရင်ကပေါ့သဘောထားခဲ့ပေမဲ့အခုတော့အလွန်ကိုခိုင်မာတဲ့အုပ်အင်္ဂရိတွေအဖက်လိုက်ပွာကြနေတာကိုလက်တွေ့မြင်တွေ့ပြီးအချိန်ကစပြီးစဉ်းစားနေပါတယ်အရင်ကအိမ်ငှားအရာရှိကြီးပြောတာတွေဟာနားရှိလို့သာကြားနေရတယ်လက်တွေ့မမြင်တွေ့ခဲ့ရပါဘူးအခုဟာကကျွန်တော်မျက်မြင်ကိုယ်တွေလေဒါကြောင့်အရင်ကအိမ်ငှားအရာရှိကြီးပြောထားခဲ့တဲ့အဖြစ်အပျက်တွေဟာလေကျွန်တော်ကိုယ်တိုင်သာမမြင်တွေ့ရတယ်တကယ်အဖြစ်မှန်တွေလည်းဖြစ်နိုင်တယ်။နောင်ကို
ဒီတက်ပိုးပြီးဆိုးရတဲ့အဖြစ်ပြက်တွေတောင်ဖြစ်လာနိုင်တယ်မဖြစ်လာနိုင်ဘူးလို့ဘယ်သူမှအာမခံချက်ပေးနိုင်မှာမဟုတ်ဘူးဒီတော့ကျွန်တော်ဒီလိုစဉ်းစားပါတယ်အခုကြုံတွေ့နေရတဲ့အရှုပ်တော်ပုံအရရက်ပြဿနာအရရက်ဟာတခုခုလွဲမှားချွတ်ချွန်နေလို့ပဲကျွန်တော်ယူဆမိပါတယ်လောကီစကားနဲ့ပြောရရင်အလွဲအမှားတခုခုရှိနေလို့ပေါ့လေလောကမှာကိုတိတယ်လို့နဲ့ကိုတကယ်မသိသေးတဲ့အစိတ်အပိုင်းတွေအများကြီးပဲဒီနေရာမှာကျွန်တော်က contractor ဖြစ်နေပြီမဲ့မကျွမ်းကျင်ဘူးအခုကျွန်တော်မျက်မှောက်ကြုံတွေ့နေရတဲ့ပြဿနာအရရက်ကိုအထက်လန်းဂိုင်းဆရာကြီးတယောက်ယောက်ကိုဖွင့်ဟပြောကြပြီးလိုအပ်တဲ့ကိစ္စအဝဝတွေကိုပြုလုပ်ဖို့အကူအညီတောင်းခံမယ်လို့စိတ်ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီလိုကျွန်တော်စိတ်ဆုံးဖြတ်ပြီးအစွမ်းထက်တဲ့အထက်ဂိုင်းဆရာကြီးကိုရှာဖွေနေတော့မှာပဲတညမှာကျွန်တော်ကိုသက်ဆိုင်ရာရဲတွေကအိမ်မှာလာပြီးတော့ရဲဌာနကိုခေါ်သွားပါတယ်ရဲဌာနမှာအိမ်ငှားအရာရှိတို့လင်မယားနဲ့ကလေးတွေရောက်နှင်လို့နေပါတယ်ကျွန်တော်ဌာနကိုရောက်တော့အိမ်ငှားအရာရှိကြီးတိုင်ကျက်ဖွင့်ထားတာကိုဖတ်ပြတဲ့အခါမှာကျွန်တော်မယုံကြည်နိုင်တော့အောင်ကိုဖြစ်သွားမိပါတယ်အိမ်ငှားအရာရှိကြီးတိုင်ကျက်ဖွင့်ထားတာကည9 နာရီတိတိအချိန်မှာသူ့ကိုအိတ်ခမ်းထဲမှာအလွန်ကျဲလောင်တဲ့ညီးတွားတန်တစ်ချက်ကြားလိုက်ရပြီးမရှိမနှောင်းအချိန်မှာပဲတကားကောက်တန်တစ်ချက်ကြားလိုက်ရပါတယ်အဲ့ဒီနောက်အိတ်ခမ်း၄ဘက်၄တန်မှာအင်္ဂလိပ်တွေအဖက်လိုက်သူ့အလိုလိုပွာကြလို့လာတာကိုမြင်တွေ့လိုက်ရပါတယ်နောက်တော့မျက်နှာချက်ကထုတ်တန်းကြီးကသူ့အလိုလိုမြည်ဟီးပြီးပြုတ်ကြကတိုက်ကြီးတစ်ခုလုံးဟာအပေါ်အောက်တွတ်ခါအောင်လှုပ်ရမ်းနေပါလေသဘောကတော့တိုက်တစ်တစ်လုံးလုံးကိုအလွန်ကြီးမားတဲ့အားတစ်ခုကဖိစီးနေတယ်လို့ထင်မှတ်ရပါတယ်အလေးချိန်အလွန်စီးတဲ့တန်တူကြီးတစ်ချောင်းနဲ့တန်တစ်ချောင်းကိုရိုက်သွင်းနေတယ်လို့တိုက်တစ်ကိုမြေကြီးထဲကိုတိုးပို့တယ်လို့ပါပဲပထမတော့ကိုမျက်စိကိုတောင်မယုံကြည်နိုင်လောက်အောင်ဖြစ်နေပြီးကြောင်ကြည့်နေမိပါတယ်နောက်တော့တိုက်ပြူကြမိအကြောင်းကိုတွေးတောမိရဘာမှစဉ်းစားပြီးမနေနိုင်တော့မိမနဲ့ကလေးကိုလက်ဆွဲပြီးတိုက်အပြင်ဘက်ကိုရောက်အောင်အသက်လုပြီးတော့ထွက်ပြေးခဲ့ကြတယ်တိုက်အပြင်ကို15လမ်းလောက်ရောက်ရောတိုက်ကြီးအတန်မြည်ဟီးပြီးမြေပေါ်ကိုပြိုကျသွားပါတော့အင်္ဂါအရာရှိကြီးရဲ့ပြောစကားအရဟုတ်မဟုတ်ကိုအတီးပြုတ်ဖို့ကျွန်တော်နဲ့အတူရဲအရာရှိကြီးတွေသက်ဆိုင်ရာဝန်ထမ်းလူကြီးတွေပြိုကျတယ်ဆိုတဲ့တိုက်တဲ့နေရာမှာတွားရောက်ပြီးကြည့်ရှုခဲ့ပါတယ်အံ့ဖွယ်ကောင်းနေတာကတိုက်တဲ့တိုက်မခိုင်လို့ပြိုကျတဲ့အခါမှာအပုံလိုက်ရှိနေရမယ်အစားအခုဟာကဒီလိုမဟုတ်ဘူးမြေချင်းရေကျွင်းကြီးတဲ့ကိုအုပ်ကျိုးအုပ်ပဲ့တွေစုပုံပစ်ထည့်ထားတဲ့တရားမျိုးလိုမြင်တွေ့ရပါလေ။သဘောကအောက်ခြေမခိုင်လို့မြေကြီးတဲ့တိုက်ကကြုံကြပြီးမှတိုက်ပြိုကျသွားတယ်ဆိုတဲ့သဘောမျိုးမြင်တွေ့ရပါလေ။ဘာကြောင့်ဖြစ်တယ်တော့မသိဘူး။နတ်ဒီဝါတွေမှပဲအဖြစ်မှန်ကိုသိမှာပေါ့။ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်တိုက်တစ်တလုံးပြိုကျတာဟာစောက်လုပ်ထားတဲ့ contractor ကျွန်တော်မှလုံးဝကိုတာဝန်ရှိနေပါလေ။အင်္ဂါအရာရှိကြီးလင်မယားနဲ့ကလေးတွေကကန်ကြီးထောက်မှလို့တာမတေကောင်းမပြောက်ကောင်းအသက်ရှင်မြင်တွေ့နေရပါလေ။ကျွန်တော်ကတော့အဲ့ဒီညမှာပဲရဲဌာနကအချုပ်ခန်းထဲမှာစံမြန်းနေရပြီတိုက်ဆောက်တာပေါ့ဆမှုနဲ့တရားရုံးတော်မှာအမှုကိုရင်ဆိုင်နေရပါတယ်ကျွန်တော်ဟာတိုက်ပေါင်းများစွာကိုဦးစီးပြီးဆောက်လုပ်ခဲ့တဲ့ contractor တယောက်အနေနဲ့တိုက်ဆောက်လုပ်တဲ့နေရာမှာစစ်ဆက်တွေတေးကြတယ်ပစ္စည်းကောင်းသုံးတယ်ယုံကြည်စိတ်ချရတယ်ဆိုတဲ့ကြော်စောသတင်းတွေဟာလေရေပေါ်မှာစာရေးသလိုအရာမထင်တော့ကျွန်တော်ဘယ်သူ့မှအပြစ်မတင်လို့ပါဘူးကျွန်တော်ရဲ့ကံကြမ္မာလို့သာသဘောထားလိုက်ပါတယ်ကျွန်တော်ဟာအမှုကိုတရားရုံးမှာရင်ဆိုင်ဖြေရှင်းစဉ်အတော်အတွင်းမှာကျွန်တော်ပြန်ပြီးစမ်းစစ်ကြည့်ပါတယ်တကယ်တော့ကျွန်တော်ဟာ contractor တဦးအနေနဲ့ဘယ်လိုတိုက်ပုံစံမျိုးကိုပဲဖြစ်ဖြစ်ပြန်တာဝန်ယူပြီးစောက်လုပ်ပေးနိုင်ပါတယ်တိုက်တာစောက်တာနဲ့ပတ်သက်ပြီးအတွေ့အကြုံတွေရှိနေပါတယ်နားလဲပါတယ်ကျွန်တော်နားမလဲတာမြေအကြောင်းပါကျွန်တော်စိတ်ထဲမှာတန်တရားဖြစ်နေတာနဲ့အဲ့ဒီနှစ်ထပ်တိုက်စောက်လို့စဉ်ကဦးစီးစောက်လုပ်ခဲ့တဲ့ပယံဆရာကြီးကိုခေါ်ယူပြီးမင်းမြန်းကြည့်တော့အဲ့ဒီတိုက်တစ်ကိုစောက်လုပ်ဖို့အောက်ခြေကမြေကြီးကိုကျင်းတူးကြည့်ရကအောက်ခြေမှာအလွန်ကြီးမားတဲ့ကြောက်ဖြာကြီးတစ်ချက်ကိုတွေ့မြင်ခဲ့ရကြောင်းအဲ့ဒီကြောက်ဖြာချက်ကြီးဟာအနည်းအောင်ကြောက်သားဖြစ်ပြီးကြောက်ဖြာချက်မျက်နှာပေါ်မှာအိန္ဒိယစာလိုထိုင်းစာလို4000ကျစလုံးတွေကိုစူးစောင့်နဲ့9တန်းတိတိထွင်းထားတဲ့အကြောင်းဒီကိစ္စကိုဘသူ့ကိုမှမပြအတိမပေးပဲကြောက်ဖြာချက်ကြီးအပေါ်မှာအုပ်တွေကိုတန်းစီပြီးအခြေခံကစောက်လုပ်လိုက်ရင်တိုက်ဟာခိုင်မာတောင့်တင်းမယ်လို့ထင်မြင်ယူဆမိကြောင်းဒါကြောင့်ဒီအတိုင်းပဲတိုက်ကိုအခြေတည်ပြီးစောက်လုပ်ခဲ့တယ်လို့ကျွန်တော်ကိုပြောပြပါတယ်ကျွန်တော်ကပယံဆရာကြီးပြောတဲ့စကားကိုစိတ်ဝင်စားမိပါတယ်ဒီမြေအောက်ကပယံဆရာကြီးပြောတဲ့ကြောက်တဲ့ဖြာကြီးဟာတခုခုအမှတ်သားဖြစ်ကောင်းဖြစ်နေမခက်ဘူးလားကျွန်တော်ဟာတွေးလေအုံနောက်6ဆရာဖြစ်လာပါလေလောကီအစီမံနဲ့ပြုလုပ်ထားတဲ့ကြောက်ဖြာဆိုရင်ဘေးထုတ်ကအမျိုးမျိုးကြုံတွေ့နိုင်တယ်လို့ထင်ပါတယ်မြန်မာကမ္မီယာသိပ္ပံဝိဇ္ဇာဖရလောကီပညာရက်ဆိုတာအလွန်ကိုကျယ်ဝန်းပြီးတော့ခက်ခဲနေပါတယ်ကိုတိထားတတ်ထားတာကနင်းနေမတိတာတွေကများများဆိုတော့ဒီကြောက်ဖြာကြီးဟာဘလို့ပစ္စည်းမျိုးလဲဘာကြောင့်ဒီနေရာမှာရှိနေသလဲ
ဘယ်လိုလောကီစီမံတွေပြုလုပ်ထားတာရှိသလဲဆိုတာတွေကိုသိရှိဖို့ကအလွန်ကိုခက်ခဲပါတယ်ဒါနဲ့ကျွန်တော်ဟာမိမိလက်လန်းမိတဲ့လောက်လေ့လာလိုက်စားတဲ့သူတွေလောကီပညာရပ်ကိုလေ့လာလိုက်စားတဲ့သူတွေယဟန်ပညာရှိလူပညာရှိတော်တော်များများကိုစုံစမ်းကြည့်တော့ကျွန်တော်နှစ်တက်တိုက်တဲ့စောက်လုပ်တဲ့မြေခွက်နဲ့ပတ်သက်ပြီးမြေတန့်မတန့်ကိုလေ့လာစုံစမ်းမေးမြန်းကြည့်ပါတယ်သူတို့ရဲ့ထင်မြင်ချက်တွေကိုကောက်ချက်ချလိုက်ရင်လွန်လေခဲ့တဲ့နှစ်ပေါင်း2000ကျော်လောက်ကဒီနေရာမှာကြောက်သားအိုးနဲ့ပြုလုပ်ထားတဲ့အယိုးပြအိုးတွေရှိခဲ့ကြောင်းပြီးတော့ပြူငွေတင်းကားတွေပရင်ပတိတွေပြူစာတွေရေးသားထားတဲ့ရွှေပေလာတွေရရှိခဲ့ဘူးကြောင်းရှေးလူကြီးသူမတွေရဲ့တဆင့်စကားတဆင့်ကြားနဲ့မှတ်သားထားချက်အရာပြူခေတ်ကအိန္ဒိယမှာသူတော်စင်တအူထွက်ရလန်းမြန်းခဲ့ဘူးလို့ကြောက်ဖြာကြောက်သားနဲ့အမှတ်သားတင်းချိုင်းကိုပြုလုပ်ထားခဲ့ကြောင်းသိရှိခဲ့ပါတယ်ကျွန်တော်ကြားသိတဲ့များတွေဟာဘလောက်ထိခိုင်လုံပြီးဘလောက်ထိမှန်ကန်နေမပြောတတ်ဘူးဒီသူတော်စင်တအူထွက်ရမြန်းသွားတယ်ဆိုတဲ့နေရာမှာတိုက်တစ်ဆောက်လုံပြီးလို့အကြီးအကျယ်ဒုက္ခရောက်သွားတာတော့အမှန်ပဲဖြစ်ပါတယ်ကျွန်တော်ဟာတိုက်ပြိုကြမှုနဲ့ပတ်သက်ပြီးတရားရုံးတော်မှာအကျိုးဆောင်ကိုငှားပြီးအမှုကိုထုတ်ချေခဲ့ပေမဲ့နောက်ဆုံးကျွန်တော်ဟာအမှုရှုံးကတရားဥပဒေရဲ့အပြစ်ပေးခြင်းကိုခံခဲ့ရပါတယ်အခုတော့ကျွန်တော်ဟာတရားဥပဒေရဲ့အပြစ်ပေးခြင်းကနှစ်စီလို့ထောင်ကလွတ်လာပါပြီအခုအခါကျွန်တော်မှာတနေ့တနေ့ပရိစိတ်တရားထိုင်အလုံးများနေတာဘဝမှာပျော်မွေ့လို့နေပါတော့တယ်အခုကျွန်တော်ဘဝမှာကြုံတွေ့ခဲ့ရတဲ့ဖြစ်ရဆန်းကိုဘယ်လိုဝေခွဲသုံးသပ်မလဲဆရာရဲ့ဝေခွဲဆုံးဖြတ်တာကိုကြားပါရစေဗျာစာရေးသူ၏မှတ်ချက်တွင်အိမ်ပိုင်ရှင်ကန်ထရိုက်တာဦးကျော်တောင်း၏ပြောပြချက်အပေါ်တွင်စာရေးသူကဤသို့မှတ်ချက်ပေးလို၏မြမရိုးရရင်ကျေးမှုထုံနှန်းစင်လာတွင်ဗုဒ္ဓမြတ်စွာ၏အဆုံးအမများကိုဥထိပ်ပန်းစင်ခံယူထားသောနိနာများစွာရှိအဆောက်အုံတစ်ခုစောက်လို့မီမြေကွက်အားအဆောက်အုံမလုပ်မီမြေတန့်မင်္ဂလာပြုလို့ရသည်မြေတန့်မင်္ဂလာပြုလို့ရသည့်အကြောင်းရင်းမှာတည်ဆဲဥပဒေများအရစာချုပ်စာတမ်းဖြင့်တရားဝင်မိမိလက်ဝယ်ပိုင်ဆိုင်ခွင့်ရရှိတော်လဲမိမိထက်စောပြီးမိမိမြေပေါ်တွင်နှစ်ရှည်လာများနေထိုင်လာခဲ့ကြသောအမြင်ကောင်းသောအရာများရှိကောင်းရှိမည်ဖြစ်၏သို့မဟုတ်ထိုမြေကွက်၏အောက်ခြေ၌ရခင်ခေတ်ကာလများကကြောင်းကံဖျားနှင့်သာသနိကအဆောက်အုံများလည်းရှိကောင်းရှိနိုင်၏အထက်ဖော်ပြပါအကြောင်းအရာများကိုရှင်းလင်းရန်အတွက်အဆောက်အုံဆောက်လုပ်သည့်မြေပေါ်၌အရက်ရှိမျက်နှာနယ်နိမိတ်များသတ်မှတ်ပြီးမှမှတ်တိုင်ဆိုင်ခြင်းစေဖြန်းခြင်းမျိုးစေ့ချခြင်းတန်ဃာတော်များပင့်ဖိ၍ကမောဝါဖတ်ခြင်းပရိတ်ယူခြင်းဒါနသီလစသောကုသိုလ်ကောင်းမှုများပြုလုပ်၍အမျှဝေခြင်းစသောမြေတန့်မင်္ဂလာကိုမဖြစ်မနေဆောင်ရွက်သင့်၏သို့မှသာလျှင်အဆောက်အုံဆောက်လုပ်သည့်နေထိုင်သူများအတွက်ဘေးအန္တရာယ်ကင်းရှင်းပြီးအေးချမ်းသာယာစွာနေထိုင်ရခြင်းစသောကောင်းကျိုးများကိုသာခံစားရရှိဖြစ်ပါသည်တို့ဖြစ်၍အဆောက်အုံဆောက်လုပ်သည့်သူများကန်ထရိုက်တာများအနေဖြင့်အမှန်တကယ်နားလည်တိုက်ကျွမ်းသောလောကီပညာရှင်ကြီးများကိုစိတ်ကပ်၍လှုပ်တင်လှုပ်ထိုက်သောရှင်းမြင်မှာထုံးတမ်းစင်လာများကိုလိုက်နာဆောင်ရွက်ရန်တိုက်တွန်းအပ်ပါသည်